မွန်ပြည်နယ်ရေးမြို့နယ်အခြေဆိုင်ရေးဘလူးစကန်ကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တပ်ဖွဲ့ဝင်10ဦးခန့်ကြာဆုံးပြီးစကန်တစ်ခုလုံးပျက်စီးခဲ့တယ်လို့သိရပါဗျ။လူမှုကွန်ရက်မှာတော့ရေးဘလူးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကဘုံကျဲခံရတဲ့ဖြစ်စဉ်ကိုပြောကြားထားတဲ့အတန်ဖိုင်ပြန့်နှံ့နေပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာရေးဘလူးအဖွဲ့ခေါင်းဆောင်ကတော့ခရီးသွားနေတဲ့အတွက်ဘေးကင်းတယ်လို့သိရပါဗျ။ညတနိုင်သူတို့စပြီးတော့ဖြစ်တဲ့အချိန်မှာကျွန်တော်တို့နဲ့မလန့်မကမ်းပါပဲ။မလမကောင်ဆိုတော့ကားလေးနဲ့လူနာတွေကျိုးဒီစိတ်ကုသမှုတွေကျွန်တော်တို့အားလုံးအကောင်းဆုံးလိုက်လုပ်ပြီးအခန်းတစ်ခုလုံးတော့တော်တော်လေးကြည်ထွက်သွားတယ်။ဆိုရင်အားလုံးဆိုရင်ခိခိုက်မှုက20လောက်ရှိတယ်။ကြာဆုံးတာခန့်မှန်းပေါ့30ဝန်းကျင်လောက်ရှိတယ်ဆိုတာ။ရီဘလူးမပေါ့ရီဘလူးကသူကတနေရာနဲ့ပြန်လာတော့လမ်းမှာကားလမ်းပိတ်နေလို့ဒီမနေ့မှပြန်ရောက်လာတယ်။မေလ29ရက်နေ့မနက်အစောပိုင်းတနင်္လာဝင်းကျင်ခန့်မှာစခန်းတက်တဲ့ကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဘုံကျဲခံရမှုကြောင့်ဒဏ်ရာရသူ20ဦးခန့်ရှိပြီးအရေးပေါ်ကုသမှုတွေပြုလုပ်ပေးနေတယ်လို့သိရပါဗျ။စခန်းတစ်ခုလုံးကတော့အပျက်အစီးများပြားပြီးလက်ရှိမှာတော့ရှင်းလင်းရေးဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါဗျ။ရေးဘလူးတပ်ဖွဲ့ကအရေးမြို့နယ်ထဲမှာစီးရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။